အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထိုင်းနိုင်ငံကိုအလဲလာမဲ့သူတွေရောထိုင်းမှာဘောနော်နှစ်ရှည်ဗီဇာတစ်ခုနဲ့နေတဲ့သူတွေရောအားလုံးသိကြတဲ့အတိုင်းမေလ2025ကနေစပြီးတော့မေလ10ရက်နေ့ကနေစပြီးတော့ဘောနော်ထိုင်းကိုလာမယ်ဆိုလို့ရှိရင် TTAC လို့ခေါ်တဲ့ Thailand Digital Arrival Guide Online Arrival Guide form လေးကိုကြိုးပြီးတော့ဖြည့်ထားဖို့လုပ်မယ်ပေါ့နော်ဟိုအရင်တော့ဆိုလို့ရှိရင်လည်းဟိုစာရွက်လေးနဲ့ဖြည့်အားရှိအခုကတော့ digital ခေတ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ online form အနေနဲ့ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဟာကတော့သူကဟို3ရက်ကြိုးပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်ဘယ်လိုလူတွေလဲဆိုလို့ရှိရင်ဥမာထိုင်းကိုအလဲလာမဲ့သူတွေပြီးတော့ထိုင်းကနေတခြားကိုသွားတဲ့အခါမှာ transit flight စီးရဲ့အခါမှာ immigration ကိုဖြတ်ဖို့လိုတဲ့သူတွေပေါ့နော်အဲ့ဒါတော့ကိုယ်လေးလက်မှတ်ဝယ်တဲ့အခါမှာ transit မှာ immigration ဖြတ်ဖို့လိုမလို့ဆိုတာဒီဘူးလိုရဲပေါ့နော်လိုရဲဆို immigration ဖြတ်ဖို့လိုရဲဆိုလို့ရှိရင်ဒီ TTAC form ကိုဖြည့်ဖို့လိုပါတယ် transit မှာဒီ immigration မဖြတ်ဘူးဆိုလို့ရှိရင်เนาะဖြည့်စရာမလိုဘူးပေါ့နော်ပထမဆုံးဒီ form ကိုဖြည့်ဖို့ရအတွက်ဆိုလို့ရှိရင်အခုပြထားတဲ့ link လေးကိုlink လေးကနေ website ကိုသွားမယ်ပေါ့နော်ဒီ link ကိုဒီ video ရဲ့အောက်က comment မှာလည်းထည့်ပေးထားမှာဖြစ်ပါတယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့ကြတော့ဒီ website ကိုသွားနိုင်တယ်ပေါ့နော် website ကိုအဲ့ဒီ link ကိုနှိပ်ပြီးရဲ့နောက်မှာပထမဆုံးဒီ page ပေါ်လာမယ်အဲ့ဒီကနေပြီးတော့မှ arrival guide ဆိုတဲ့ဒီ button လေးကိုနှိပ်မယ်ပေါ့နော် arrival guide ဖြည့်ဖို့ရအတွက်ဒီဘက်က update arrival guide ဆိုတဲ့ဥစ္စာကတော့ကိုဖြည့်ပြီးကမှဥမာတစ်ခုခုထည့်လိုက်တဲ့ဟာမှားသွားတယ်ပေါ့နော်လေယာဉ်နဲ့လာမယ်ဆိုလေယာဉ် number flight numberမှာပြီးတော့ဖြည့်မိအောင်မျိုးဥမာနာမည်တို့ passport number တို့တခုမှာထည့်မိအောင်မျိုးဆိုလို့ရှိရင်ဒီ update arrival guide ကနေပြီးတော့သွားလို့ရတယ်ဒီမှာဒီ page မှာဆိုလို့ရှိရင် number 4မှာပြောထားတဲ့အတိုင်းသူကဒီ guide က3ရက်ကြိုပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်ဥမာကိုသွားမဲ့ရက်က28ရက်နေ့ဆိုလို့ရှိရင်25ရက်နေ့ကလေးကြိုပြီးတော့ဖြည့်လို့ရတယ်29ရက်နေ့ဆိုလို့ရှိရင်24ရက်နေ့ကနေကြိုပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်ဥမာကိုသွားမဲ့ရက်ကတပတ်လောက်ခြားပြီးတော့ကြိုပြီးတော့ဖြည့်လို့မရဘူးပေါ့နော်နောက် page မှာအဲ့ဒါကိုပြပြပေးမှာသူက3ရက်ကြိုပြီးတော့ဖြည့်လို့ရတယ်ဥမာမနေ့ပြန်လို့သွားမယ်ဆိုလို့ရှိရင်လည်းဒီနေ့မှဖြည့်မယ်ဒါမှမဟုတ်မနေ့ပြန်မနေ့ကျမှအဲ့လိုသွားမှဖြည့်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော်သူပြောချင်တာကတော့3ရက်ကြိုပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်အခုကတော့ပထမဦးဆုံးကိုအဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ arrival guide ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကိုယ့်ရဲ့personal ပုဂ္ဂိုလ်ရေးရနဲ့ဆိုင်တဲ့အချက်လက်တွေ passport မှာပါတဲ့အချက်လက်တွေကိုဖြည့်ဖို့ page ရောက်လာမယ်ပေါ့နော်အဲ့ဒီ page မှာကိုကပထမဦးဆုံးဖြည့်ရမယ့်ဟာမှာ family name ပေါ့နော် family name မှာကိုမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက family name မရှိဘူးအဲဒါကြောင့်မို့အဲ့နေရာမှာ dash လေးဖြည့်ပါတယ်ပြီးတော့ middle name ကိုလည်းခြံထားလို့ရပြီးတော့ကိုယ့်ရဲ့နာမည်အကုန်လုံး first name မှာထည့်လို့ရပါတယ် family name ကကြတော့ဘာမှမဖြည့်ပဲထားလို့မရတဲ့အတွက်ကြောင့်မို့ dash ဖြည့်ရပါအခုဒီနေရာမှာတွေ့တယ်asterisk လို့ခေါ်တဲ့အနီရောင် star လေးတွေပါတဲ့ဟာဆိုလို့ရှိရင်ဖြည့်ကိုဖြည့်ပေးရမယ်ဟာပေါ့နော်အားကြောင့်မလို့ family name မှာ dash ဖြည့်တယ် first name မှာကိုယ့်နာမည်အကုန်ဖြည့်လိုက်မယ်ပြီးတော့ကိုယ့်ရဲ့ passport number ဖြည့်မယ်ပြီးတော့ကိုယ့်ရဲ့နိုင်ငံသားပေါ့နော် nationality citizenship ဆိုတာကနိုင်ငံသားဆိုတော့မြန်မာပေါ့နော်နောက် personal information ကိုယ့်ရဲ့ date of birth မှာကိုယ့်ရဲ့မွေးသက္ကရာyear month date သူရဲ့ format အတိုင်းဝင်အောင်ဖြည့်ပါမယ်ပြီးတော့ gender ဆိုတာကြတော့ကိုက female လား male လားအဲ့ဒါတွေဖြည့်မယ်ကိုရဲ့အလုပ်ကိုင်း occupation ကိုရဲ့အလုပ်ကိုင်းကိုဖြည့်မယ်ပြီးတော့ကိုမှ visa ရှိရဆိုလို့ရှိရင် visa number ပေါ့နော်တကယ်လို့ကိုက visa မရှိဘူး14ရက် visa free နဲ့လာဆိုရင်ဖြည့်စရာမလိုပါဘူး visa number ရှိရဆိုရင်တော့ visa number ဖြည့်ပါမယ်အဲ့ဒါပြီးတဲ့အခါမှာcity state of residence ဆိုတာကြတော့ကိုနေထိုင်တဲ့မြို့ပေါ့နော်ဒီဘက်မှာကြတော့ country territory of residence ဆိုတဲ့ဥစ္စာကြတော့ကိုနေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မြန်မာပြီးတော့ကိုနေထိုင်တဲ့မြို့ကကြတော့ဥမာရန်ကုန်ဆိုရင်ရန်ကုန် region လို့ဖြည့်လိုက်ပါမယ်ဒီဘေးကကိုက
ရိုက်လိုက်တယ်ဥမာရန်ကုန်လိုရိုက်လိုက်တယ်ဆိုလို့ရှိရင်စာလေးတွေကြာလာမယ်အဲ့ရနေရွှေလို့လည်းရပါပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ဖြည့်မယ်မြန်မာဆိုလို့ရှိရင် +95 နောက်ကကိုနံပါတ်ကိုဖြည့်မယ်အဲ့ဒါဖြည့်ပြီးလို့ရှိရင်အောက်ကဘတ်တန်လေးဖြစ်တဲ့ continue ကိုဆက်နေမယ်ဆက်နေတဲ့အခါမှာသူက personal information ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ personal information တွေဖြည့်ပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ခီးလန်းစဉ်နဲ့လမ်းကြောင်းနဲ့ပတ်သက်တဲ့ information တွေကိုဖြည့်ပါမယ်trip information ပေါ့နော် trip information မှာဆိုလို့ရှိရင်ကိုရောက်မဲ့ date ပေါ့နော်ကိုကဘယ်နေ့မှာထိုင်အောင်ရောက်မှာလဲပေါ့အဲ့ဒါရှိတယ်အဲ့မှာဆိုလို့ရှိရင်ကိုရောက်မဲ့ date ကဥမာဒီ digital arrival က3ရက်ကြိုပြီးတော့ဖြည့်လို့ရပါတယ်ဥပမာဒီနေ့ဆိုလို့ရှိရင်26ရက်အဲ့ဆိုလို့ရှိရင်ကိုက28ရက်နေ့သွားမယ်ဆိုလို့ရှိရင်25ရက်နေ့ကတည်းကကြိုဖြည့်လို့ရပါတယ်ဥပမာကိုသွားမယ့်ရက်က30ရက်နေ့ဆိုလို့ရှိရင်ဒီနေ့ဖြည့်လို့မရသေးပါဘူးသူဆိုလိုတဲ့သဘောက3ရက်ကြိုပြီးတော့ကိုသွားမဲ့ရက်ထက်3ရက်ကြိုပြီးတော့ဖြည့်လို့ရပါတယ်ဥပမာကိုကဖြည့်ဖို့ရအတွက်တခြားအလုပ်ကိစ္စတွေရောမေ့သွားတယ်ဆိုလို့ရှိရင်အဲ့ဒီနေ့မနေ့ကိုသွားမဲ့နေ့28ရက်နေ့လေရင်ဆိုလို့ရှိရင်28ရက်နေ့မနေ့ကျမှဖြည့်လဲရပါတယ်အဓိကတော့သူက3ရက်ကြိုပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်တိတ်တော့ arrival မှာဥမာဒီနေ့26ရက်ဆိုလို့ရှိရင်ကိုက29ရက်နေ့သွားမယ်ပေါ့နော်29ရက်နေ့အဲ့ဒါဥမာပြီးတော့အဲ့မှာ country territory where you boarded ဆိုတဲ့ဟာမှာကိုကဘယ်ကနေပြီးတော့စီလာမှာလဲပေါ့နော်ကိုထွက်လာခဲ့မဲ့နိုင်ငံရဲ့နာမည်ပေါ့နော်ဥမာကိုကမြန်မာကနေပဲလာမယ်ဆိုမြန်မာရွေးပေါ့ဥမာကိုကတခြားဥမာစင်ကာပူကနေလာမယ်ဆိုလို့ရှိရင်မြန်မာစင်ကာပူရွေးမှာ purpose of travel မှာဆိုလို့ရှိရင် holiday ရွေးလိုက်ပါတယ်အောက်မှာတခြားရွေးစရာတွေလည်းရှိရပေါ့နော် meeting နဲ့ last for လာပါအဲ့လိုမျိုးပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့ဟာ medical check up လုပ်ဖို့ရအတွက်လာပါလားအဲ့ဟာကိုရွေးလို့ရတယ် holiday ကိုရွေးလိုက်တယ် mode of travel မှာဆိုလို့ရှိရင်ကိုကလေယာဉ်နဲ့ဆိုရင်လေယာဉ်နဲ့ပေါ့နော်အဲ့မှာmode of transport မှာဆိုလို့ရှိရင်ကို commercial flight ကိုရွေးလိုက်တယ်ကိုရဲ့ flight number ပေါ့နော်ကိုလေယာဉ်လက်မှတ်ဖြတ်ထားတဲ့flight number ကိုဒီမှာထည့်မယ်ထည့်ပြီးရင်တော့ကိုကနေပြီးတော့ထိုင်းနိုင်ငံကနေပြီးတော့ပြန်မဲ့ရက်ပေါ့နော်ရက်စွဲကိုထည့်ရမယ်အဲ့ရက်စွဲလည်းကိုက14ရက် visa free နဲ့အဲဆိုလို့ရှိရင်14ရက်မတိုင်နေပေါ့နော်အဲ့လိုမျိုးဖြည့်ပေါ့နော်ရက်တတ်မှတ်ပြီးတော့ဖြည့်မယ်အဲ့မှာပြန်မဲ့အခါမှာဆိုလို့ရှိရင်လည်းကိုကလေယာဉ်နဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုရွှေ့မယ် mode of transport မှာ commercial flight နဲ့ဒီ flight ကကြတော့ကိုပြန်မဲ့လေယာဉ်ရဲ့ number ပေါ့နော်flight number ကိုဒီမှာဖြည့်ပါမယ်အဲ့ဒါပြီးတဲ့နောက်မှာဆိုတော့ accommodation ဆိုအကူအထိုင်နိုင်ငံမှာဘယ်လိုမျိုးဘယ်မှာနေမှာလဲပေါ့နော်အဲ့ဟာနဲ့ပတ်သက်တဲ့ဟာတွေကိုရွေးရမှာဖြစ်ပါတယ် type of accommodation in Thailand ဆိုလို့ရှိရင်ကိုက hotel မှာနေမှာဆိုလို့ရှိရင် hotel ပေါ့နော်ရွေးပါမယ်ပြီးကြလို့ရှိရင်အဲ့ hotel ကဘယ်မှာဘယ်နေရာမှာရှိရလဲဆိုဘန်ကောက်မှာရှိတယ်ဥမာချင်းမိုင်မှာရှိရပေါ့နော်အဲ့မှာဘန်ကောက်မှာဆိုလို့ရှိရင်ဘယ် district ဘယ်ခရိုင် area တွေမှာရှိရလဲဆိုဥမာဘန်ကပီဖြင့်ဘန်ကပီပေါ့နော်ဒါမှမဟုတ်လို့ရှိရင် online မှာဆိုလို့ရှိရင် online အဲ့လိုမျိုးကိုတဲမဲ့ hotel ရဲ့hotel ရှိတဲ့ area ကိုရွေးပါမယ်ဒီဟာ sub district ကကြတော့သူကဖြည့်လဲရပါတယ်ဘလို့ဆိုကြတော့ဘေးမှာ asterisk အနီရောင်လေး star ပုံစံမျိုးလေးမပါဘူးဆိုလို့ရှိရင်အဲ့ fee ကမဖြည့်လဲရတယ်ပေါ့နော်နောက် postcode ကကြတော့အဲ့ hotel ရှိတယ်postcode ပေါ့နော်ကို hotel booking လုပ်တဲ့ခါမှာဒါမှမဟုတ်ရှင်တခြားကိုရဲ့အတိမိတ်ဆွေတကယ်ချင်းအိမ်မှာနေမယ်ဆိုလို့ရှင်လည်းသူတို့စီမှာအိမ်နေတိုင်းမှာ postcode ရှိပါတယ်အဲ postcode ဖြည့်မယ်ပြီးတော့ address ကိုဖြည့်မယ်ဖြည့်ပြီးရဲ့နောက်မှာ continue ကိုဆက်နေပါမယ်ဆက်နေပြီးရဲ့နောက်မှာ health declaration ပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာကိုက declare လုပ်ရတယ်ပေါ့နော်ကိုပြီးခဲ့တဲ့နှစ်ပတ်အတွင်းထိုင်းနိုင်ငံကိုမရောက်ခင်နှစ်ပတ်အတွင်းမှာကိုနေခဲ့တဲ့နိုင်ငံနေ
ရဲ့နာမည်ကို list လုပ်ခိုင်းတာဖြစ်ပါတယ်။ဥပမာကိုကမြန်မာပြည်မှာပဲဘယ်မှမတော့ဘူးမြန်မာပြည်ကနေပဲဒါလိုက်လာမယ်ဆိုလို့ရှိရင်ဖြည့်စရာမလိုပါဘူး။ဖြည့်ရင်လည်းရတာပေါ့နော်။မြန်မာမှာပဲနေခဲ့တာဆိုတော့ဒါမှမဟုတ်လို့ရှိရင်ကိုကစင်ကာပူကိုသွားခဲ့တယ်။ဒါမှမဟုတ်လို့ရှိရင်စင်ကာပူကနေလာအိုလည်းသွားခဲ့တယ်အဲ့နှစ်ပတ်အတွင်းမှာဆိုလို့ရှိရင်အဲ့ဒါလေးကိုဖြည့်ပေးပြီးရဲ့နောက်မှာဆိုလို့ရှိရင် preview ဆိုတဲ့ဟာကိုနှိပ်ပါတခြားလူအတွက်ဖြည့်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ at other travelers ကိုနှိပ်ပြီးတော့ထပ်ဖြည့်လို့ရပါတယ်preview ကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုဖြည့်ထားတဲ့အချက်လက်တွေကိုမှန်ပြန်စစ်လို့ရအောင်ဒီလိုမျိုးပြထားပေးပါတယ်အဲ့အခါမှာဆိုလို့ရှိရင်ကိုပြထားတဲ့အချက်လက်တွေမှန်ကိုသိချစစ်ပါမယ်စစ်ပြီးလို့ရှိရင်အောက်ကI have read and accepted the terms and conditions ဆိုတဲ့ဟာလေးကို agree လုပ်ပြီးတော့ချစ်ပေးပါမယ်အဲ့ဒါပြီးလို့ရှိရင်တော့ submit လုပ်မယ်ပေါ့နော် submit မလုပ်ခင်မှာကိုကတခုမှားခဲ့တာရှိရဆိုလို့ရှိရင် edit ဆိုတဲ့ဟာလေးနဲ့နှိပ်ပြီးတော့ပြန်ပြင်လို့ရတယ်အားလုံးမှန်သွားပြီဆိုလို့ရှိရင်တော့ဒီ arrival get confirmation ပို့ရမယ် email ကိုရဲ့ email လိပ်စာလေးကိုဖြည့်ပေးမယ်ဖြည့်ပြီးလို့ရှိရင် submit လုပ်လို့ရပါပြီအဲ့လို submit လုပ်ပြီးတာနဲ့အခုပုံမှာပြထားသလိုပဲကိုပေးထားတဲ့ email address မှာသူတို့ရဲ့ arrival get submission နဲ့ပတ်သက်တဲ့ email လေးရောက်လာမှာဖြစ်ပြီးတော့ဒီ QR နဲ့ email ကိုတင်ထားဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံကိုရောက်ပြီးတော့14ရက်ဗီဇာကိုတက်တန်းတိုးတာပဲဖြစ်ဖြစ် immigration ကိစ္စတွေမှာပဲဖြစ်ဖြစ်ဒီဟာလေးကိုပြန်သုံးဖို့လိုအပ်တဲ့အတွက်ကြောင့်မို့လို့ဖြတ်ပစ်လိုက်လို့မရပါဘူးเนาะခုဒီ arrival gap ဖြေရနဲ့ပတ်သက်ပြီးတော့အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်